ဂျက်ကမင်းကလေးတယောက်ရဲ့အတွင်းခံကိုမတော်တဆထိမိသွားတယ်သူမကကျဲလောင်စွာအော်ဟစ်လိုက်ပြီးဂျက်ကတော့ထိတ်လန့်သွားတယ်သူဟာစာတင်ခန်းထဲကနေရင်နုံပန်းနုံနဲ့ပြေးထွက်သွားခဲ့တယ်ဒါပေမဲ့အခန်းထဲမှာကြံနေခဲ့တဲ့မင်းကလေးရဲ့မျက်နှာအမူအရာကပြောင်းလဲသွားတယ်သူမရဲ့ကိုယ်ပေါ်မှာပြင်းထန်ပြီးလွှမ်းမိုးထားတဲ့တာယာမှုလိုင်းတစ်ခုဖြတ်တန်းသွားတယ်လို့ခံစားလိုက်ရတယ်ဂျက်ကတာမန်လူတယောက်မဟုတ်ဘူးသူ့မှာထူးခြားတဲ့စွမ်းအားတစ်ခုရှိတယ်သူဟာတစုံတယောက်ရဲ့အဝတ်အစားကိုထိလိုက်တိုင်းသူတို့တွေဟာအလွန်အမင်းတာယာကြည်နူးမှုကိုခံစားရလိမ့်ရှိတယ်ဒါပေမဲ့ဒါကသူ့ရဲ့တခုတည်းသောစွမ်းရည်မဟုတ်သေးဘူးဂျက်ကလူသားမှန်တစ်ချက်လိုပဲသူ့ကိုနာကျင်အောင်လုပ်ဖို့ကြိုးစားရင်အဲ့ဒီနာကျင်မှုကမင်းစီကိုပဲပြန်ရောက်လာလိမ့်မယ်ကြောင်းကလူမိုက်ကသူ့ကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်သူကဂျက်ကိုအားပြင်းတဲ့လက်သီးနဲ့ထိုးလိုက်တယ်ဂျက်ကငြိမ်ငြိမ်လေးပဲရက်နေခဲ့တယ်ရုတ်တရက်အဲ့ဒီလူမိုက်ရဲ့လက်ကပဲကျိုးသွားခဲ့တယ်လူမိုက်ကနာကျင်စွာအော်ဟစ်နေချိန်မှာဂျက်ကတော့ဘာမှမဖြစ်ပဲရှိနေခဲ့တယ်ကြောက်လန့်တကြားနဲ့လူမိုက်ကထွက်ပြေးသွားပြီးသူဟာမိစ္ဆာတကောင်နဲ့တွေ့ခဲ့တာလို့ယုံကြည်သွားတယ်ဒါပေမဲ့သူရဲဘောကြောင့်သူတွေကမင်းမသွားတတ်ကြဘူးသူတို့တွေစောင့်ဆိုင်နေကြတယ်အဲ့ဒီညမှာတော့လူမိုက်အဖွဲ့ဟာမှောင်ရိပ်ထဲကနေချင်းကပ်လာခဲ့တယ်သူတို့ကဂျက်ရဲ့အိမ်ကိုထွက်ပေါက်မရှိအောင်တန်ကြိုးကြီးကြီးတွေနဲ့ပတ်ပြီးခတ်ထားလိုက်ကြတယ်အိမ်ထဲမှာတော့ဂျက်ရဲ့အမေကအေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့နယံတွေကိုလောင်စာစီတွေနဲ့ပတ်နေတာကိုသူမကြားခဲ့ဘူးမိချစ်ဆန်ကြက်လာတာကိုလည်းသူမမြင်ခဲ့ဘူးဂျက်ပြန်ရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့ကဘာချက်ဤဟာမိတောက်တွေထဲနင်းမြုပ်နေတာကိုတွေးလိုက်ရတယ်သူဟာသူမရဲ့နာမည်ကိုအော်ခေါ်ပြီးမိတောက်တွေထဲကိုခုံဝင်သွားခဲ့တယ်သူဟာသူမကိုမိခိုးတွေထဲကနေဆွဲထုတ်နိုင်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီးသူမရဲ့နှလုံးခုန်တန်ကရက်တန့်သွားခဲ့ပြီးအဲ့ဒီအချိန်မှာဂျက်ရဲ့စိတ်ဝိညာဉ်ဟာအပိုင်းပိုင်းဆက်ဆက်ကွဲကြေသွားခဲ့တယ်သူဟာတိတ်တဆိတ်ကတိတစ်ခုပြုတ်လိုက်တယ်သူတို့ကိုတွေးကြွေးပြန်ဆက်ခိုင်းမယ်လို့ပေါ့